မင်္ဂလာပါကလန်ဒါထုတ်နေတဲ့အပိုင်းနဲ့ဗီဒီယိုကိုကျွန်တော်ဆက်လက်ပြီးတော့မှကျွန်တော် sharing လုပ်ပေးသွားမယ်ပထမဆုံးအဆင့်အနေနဲ့ကဒီ editor ထဲဝင်မယ်ပြီးတော့မှဒီ export table ထဲဝင်မယ်ပြီးတော့မှဒီနေရာမှာ select ရရွေးမယ်ပြီးတော့မှ select time step 1က 3D ကိုရွေးမယ် step 2ကခုနှစ်တွေကိုရွေးမယ် step 3ကအချိန်ကြီးတွေကိုရွေးမယ် step 4ပေါ့နော်ဒီ step 4ကိုကျွန်တော်ကဒုတိယပိုင်းနဲ့ကျွန်တော်ရှင်းပြပေးသွားမှာအဲ့တော့ဒီပထမပိုင်းဗီဒီယိုမကြည့်ရသေးဘူးဆိုရင် 3D Calendar ထုံးနည်းရေးဗီဒီယိုပိုင်း1ကိုတွားကြည့်လို့ရတယ်အခုကဒုတိယပိုင်းဖြစ်တယ်ဒုတိယပိုင်းကဒီ step 4ဖြစ်တယ်ဒီ chart layout နဲ့ this time configuration ကိုကျွန်တော်ရှင်းပြပေးပါမှာဆိုတော့ဒီထဲမှာကျွန်တော်တို့ကဒီပထမဆုံးအပေါ်မှာမြင်နေရတာ selected criteria ကကျွန်တော်တို့ဒီဘက်မှာရွေးထားလိုက်တဲ့ step 1မှာရွေးထားတဲ့အမျိုးအစား 2D လား L6 လား 3D လား L2 လားဆိုတာကိုဖော်ပြပေးတဲ့အနေဖော်ပြပေးတယ်ပြီးတော့မှဒီ chart လေးရောက်ဒီ chart လေးရောက်ဆိုတာကကျွန်တော်တို့ဒီ calendar ပုံသဏ္ဍာန်ပေါ့နော် calendar ပုံသဏ္ဍာန်မှာဒါကကျွန်တော်တို့ကလောက်ဆယ်ကကျွန်တော်ရွေး N3 ဆိုတာ 3D ပေါ့နော်ဒီ time မှာကျွန်တော် N3 လို့ခေါ်တယ် full research ကအခုနောက်ဆုံးထပ်သွားတာက184လေးဒီ set ကွက်တစ်ကွက်မှာဒီ184လေးအရှိကွက်အရှိတိုင်းတစ်ကွက်ပေါ့နော်အဲ့ဒါကို full research လို့အနေနဲ့ပြထားတယ်ပြီးတော့မှ single table ဆိုတာကအခုထပ်သွားတဲ့ကဏ္ဍပေါ့နော်အခုထပ်သွားတဲ့ကဏ္ဍကိုတော့3ကွက်ခွဲလိုက်တာပြီးတော့မှဒီ with total pair ဆိုတာကထပ်သွားတဲ့ကဏ္ဍကို break calendar break တွဲ calendar လေးပေါ့နော် break တွဲ calendar လေးကိုသူ့ရဲ့ break ကိုအပေါ်မှာတင်ထားပေးထားတယ်နောက်ပြီးတော့မှ total pair only ဆိုတာ break တည်တဲ့ calendar เนาะ break တည်တဲ့ calendar ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကပုံမှန် calendar ဖြစ်တဲ့ full research ကိုကျွန်တော်တို့ရွေးမယ်ပြီးတော့မှအဲ့ဒီမှာဒီဒုတိယအဆင့်ကဒီ table style ပေါ့ table style ဆိုတာကလက်ရှိကတာရိုးတတ်မှစေရအဲ့ဒါကရိုး normal table ပေါ့เนาะဒီမှာလည်းပုံစံလေးပြထားတယ်ဒီ compact table ကျတော့တစ်ခွက်ချင်းစီပေါ့เนาะဒါလည်းကျွန်တော်ယူလိုက်မယ်အဲ့ဒီခါကျတော့တစ်ရှစ်လေးနဲ့တစ်ခွက်တိတက်ခွန်ခွန်လုံးညလည်းတိတက်သုံးရှစ်ခွန်လည်းတိတက်ဒီတက်ဆိုင်ရာကဏ္ဍနဲ့တစ်ခွက်ချင်းစီတိတက်ဖြစ်သွားတာပေါ့အဲ့ဒါ compact table ဟိုကြိုက်တာရွေးလို့ရတယ်အဲ့တော့ compact table မှာဒီ single table မှာလည်း compact table ပုံစံရှိတယ်ဒီ break တွဲ with to table မှာလည်းပဲဒီလို compact table ဒီတိုင်းရှိတယ် to table only မှာဒီလိုဒီတိုင်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ full research ကိုလည်းရွေးထားနိုင်တယ်နောက်တစ်ချက်ကဒီ font and tag and font style ဒါကတိုင်တယ်ထည့်တာပေါ့နော်တိုင်တယ်ထည့်တာသူကကျွန်တော်တို့ကထည့်ကြည့်လိုက်မယ် TB way ပေါ့နော်အဲ့ဒါကိုကျွန်တော်ကကိုလိုရှင်းတဲ့ကလာကိုချိန်လို့ရတယ်ဒါကိုကျွန်တော်မထည့်တော့ဘူးပေးလိုက်မယ်ဒီအောက်မှာကဒီ font family ဆိုတာကဒီရွေးထားတဲ့ font design တွေအများကြီးကိုဒီထဲမှာကိုကြိုက်တဲ့ font design တွေကိုအသုံးပြုလို့ရတယ်။အဲ့ကျွန်တော်တို့ကဒါကလောဆက်က enter ကိုကျွန်တော် default နေပေးထားတယ်။ကိုကရွေးလက်ရှိ font design ကိုမကြိုက်ဘူးတခြားကိုကျွန်တော် change ချင်တယ်ချိန်လို့ရတယ်။ဒီမှာကျွန်တော်တခု change ပြမယ်။ထင်ရှားအောင်ဒါလေး change လုပ်မယ်နော် font ဒီပုံစံဖြစ်သွားတယ်ဒါဆိုဒီပုံစံထွက်လာမယ်ဒီမှာကိုရေးတဲ့ design လည်းပဲအခုလိုမျိုးပုံနေမယ်ပေါ့နော်အဲ့ကျွန်တော်ကနေကိုယ်တိုင်းကျွန်တော်ပြန်ထားလိုက်မယ်ပြီးတော့ font size ကိုတော့15လောက်ကျွန်တော်ကသတ်မှတ်ထားတယ်အဲ့တော့ကိုကသေးတယ်ထင်တယ်ဆိုရင်ကျွန်တော်ကြည့်လို့ရတယ်ကြည့်လို့ရတယ်ကိုကဒီ15ကိုကြီးနေတယ်ဆိုရင်ဒီမှာ short တေးလို့ရတာပေါ့နော်တစ်ချက်နောက်က font spacing ဆိုတာကဒီတစ်ရဲ့ရှစ်လေးဒီနှစ်ခုကြားတယ်ကောနော်ဒီကြားတဲ့ကိုကျွန်တော်က 0.5 လည်းပဲရှာပေးထားတယ်နော်တချို့ဆိုရင်ဒီတက်ပို့ပြီးကျဲချင်တဲ့ဒီလိုတွားလို့ရတယ်အဲ့တော့နောက်ဆက်ကဒီ0.5အနေထားရှိတယ်ဒီ0.5ကအရင်ကျဲနေစင်ပဲ short လိုက်လို့ရတယ်ဒါသူရဲ့အစိတ်အကျဲနေတာကျွန်တော်က0.5ပဲထားလိုက်မယ်ပြီးတော့မှ font weight ဒီ font weight ကျတော့ regular ဒါတော့နည်းနည်းပါမယ်ဒါပုံမှန်ဒါကြောင့်ရုံးလုံးဝထူပါမှာပေါ့နော်ကျွန်တော် semi ဖို့လည်းပဲထားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ tag and font style နော်ဒါပြီးတော့နောက်တစ်ခုကျတော့ font spacing ကျတော့ဒီကျွန်တော်တို့ compact ကိုရွေးလိုက်တာနော် sorry ကျွန်တော် normal ပြန်ရွေးလိုက်မယ်ဒီ scale size ကသူကဒါလေးကိုချိန်လိုက်မယ်ဆိုရင်တော့ဒီဆရာကွက်ကြီးသွားတာပေါ့နော်ဒီဆရာကွက်အကြီးဖြစ်သွားတာဒါကဒီ link ပေါ့နော်ဒီအထက်အောက်ရောဘယ်ညာရောတခါတည်းအညီချိန်သွားတာပေါ့နော်ကျွန်တော်တို့က
တီးတိုက်လှုပ်ရှင်နေဆိုရင်ဒီလိုလုပ်လို့ရတယ်အနည်းဆုံးတော့1လောက်ထားတယ်အဲ့ဒီကိုကျွန်တော်ကဒီ a whip အကျယ်ပေါ့နော်ဒီလိုဆိုတော့တီးတက်ဘေးကိုကားထက်သွားမယ်ဘေးကိုတီးတက်ကားထက်သွားတယ်ပေါ့နော်ကိုလိုရှိလို့ချိန်လို့ရတယ်ပြီးတော့ high ကိုလည်းအမြင့်ကိုလည်းပဲဒီလိုတီးတက်ကိုလိုကိုချိန်လို့ရတယ်စစ်လဲကြချိန်လို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီ link ပဲပုံမှန်အဖြစ် link ကို 1.0 လောက်ပဲထားပေးထားတယ်နောက်တစ်ခုကဒီ set spacing ကြတော့ဒီရိုး normal table မှာမရဘူးဒီ compact table သူကဘာလို့မရတာလဲဆိုတော့ဒီ set အကွက်တစ်ကွက်နဲ့တစ်ကွက်ကြားမှာကျွန်တော်ခြားရှင်းတာဒါကိုကျွန်တော်တို့ကဒီ link လုပ်ထားတဲ့အတွက်သူက vertical horizontal ရော vertical ရောပေါ့နော်အထက်ကဘက်ဒီလိုဘယ်ညာရောအထက်အောက်ရောပေါ့နော်ဒါဆိုရင်ဆရာကအရင်ခြားသွားတယ်ဒီလိုပေါ့နော်ဒါပေမဲ့အဲ့တော့ကိုကခုနကဒီ link ကိုဖြုတ်မယ်ဆိုရင်ကိုလိုဆိုကိုကချိန်လို့ရတယ်ဒါဆရာအထက်အောက်ပဲခြားပြီးတော့မှဘယ်ညာကတ်တယ်ပေါ့နော်ဒါပြထားပြီးတဲ့ကောင်ကိုပြန်ချုပ်လိုက်မယ်ဆိုရင်အထက်အောက်ကတ်ပြီးတော့ဘယ်ညာကခြားသွားမှာပေါ့နော်ဒါကိုလိုဆိုကိုအသုံးပြုလို့ရတယ်ချိန်ကြည့်လို့ရတာပေါ့နော်ပြီးတော့မှကျွန်တော်တို့ကအဲ့ဒီထဲမှာကိုလို adjust လုပ်လို့ရတယ်ကိုလိုရှင်းတဲ့အတိုင်းတောင်လောဆယ်တော့ကျွန်တော် link လုပ်ပြီးတော့မှ1လောက်ပြီးတော့ပြန်ထားလိုက်မယ်border radius ကတော့ကျွန်တော်တို့ဒီဘက်ကအကွေဒီဆာကွက်တစ်ကွက်တစ်ကွက်အကွေကိုပြရတယ်နော်ဒါလေးကိုဘာလောက်ထားလိုက်မယ်ဖြစ်တဲ့အကွေပေါ့နော်ဒါလေးကျွန်တော်ကွေးလိုက်မယ်အကွေဖြစ်သွားတာပေါ့နော်ဒါကိုလိုကွေးလို့ရတယ်နော်ဒါလေးကိုအကွေကတော့၄လောက်ထားပြထားတယ်ဟောကျွန်တော်ပေးနေမယ်ဒီတော့မှဒီ visit ဒါကြတော့ visibility setting ကြတော့ကျွန်တော်တို့ကဒီ feature တော့အရင်ကလေးပါလာပြီးသားပါနော် height ရတိုင်းတယ်ဆိုတာပေါ့ခုနက height လောက်တာဒါတော့ height time တိုင်းတယ်ဆိုတာကဒီအချိန်ကြီးကိုဖြုတ်တာပေါ့နော်team color တော့ဒါတော့တိုင်းတဲ့ color ပေါ့နော်ဒီဘက်တိုင်းတယ်နဲ့ဒီဘက်တိုင်းတဲ့ color ခေါင်းစဉ်ပေါ့နော်ဒီခုနှစ်နဲ့အချိန်ကြီး color ဒါကိုလုံးညှိလို့ရတယ်ဒါတွေကတော့အရင်ကလေးပါပြီးသားပြီးတော့မှ background color ဒါ background color ကဒါအရင်ရေးလို့ရတယ်ပြီးတော့ offset တင်လို့ရတယ်ပေါ့နော်ဒီတိုင်တယ်နဲ့ဒီခေါင်းစဉ်နဲ့နောက်ခံနေတော့ဒါဆိုတာဖြောင်းလို့ကိုရွေးရှင်ပေါ့နော်နှလုံးမထဲချင်နေတာလေးနေလိုက်ဒါထဲမှာဆိုရင်ဒီထဲမှာကိုတခြားတော့ဒီမှာပြထားတဲ့နမူနာအရာမကြိုက်ဘူးဆိုရင်ဒီထဲမှာတွားပြီးဒီမှာကိုတော့ရွေးရှယ်လို့ရတာပေါ့နော်Okay အဲ့ဒါပြီးတော့ရင် duplicate table နော် duplicate table ကြတော့ကျွန်တော်တို့ကလောက်ဆက်ဆိုရင်ဒီကျွန်တော် compact ကိုတော့ရွေးလိုက်တာနော် Okay compact ကိုရွေးတာကကျွန်တော်ဒီ layout spacing ကိုချိန်ပြတာအဲ့ဒါကိုကျွန်တော်မြင်ပြထားလိုက်မယ်အဲ့ဒီ table ကိုကျွန်တော်တို့ကဒါဆိုရင်ဘယ်ငံတစ်ခုနော်ဒါဆိုရင်ဘယ်ငံတစ်ခုအဲ့တော့ဒါကဘယ်ငံတစ်ခုမဟုတ်ဘူးထက်အောင်ဆိုရင်ဒီ vertical ပြောင်းပြီးဒါဆိုရင်အထက်အောက်ဖြစ်သွားပြီနော်ဒါအထက်အောက်ဖြစ်သွားပြီ horizontal ဆိုရင်ဘယ်ငံဖြစ်သွားပြီဒါဆို3ဘက်ဆိုရင်3ဘက်ဖြစ်သွားလိမ့်မယ်ဒီ vertical ဆိုရင် vertical ဒါကြတော့မိတ်ဆွေတို့ကိုလိုအပ်တဲ့ပုံမူတည်ပြီးတော့မှကွာချိန်ညီလို့ရတယ်ကျွန်တော်ငွေလို့9ခုတိကျွန်တော်ထည့်ပေးထားတယ်ဒါပရိဆိုလည်း9ခုတိကျွန်တော်ထည့်ပေးထားတယ်အဲ့တော့ဒါပို့ကျွန်တော်ကလည်းဝင်လာပဲထားနိုင်မယ်နောက်တစ်ချက်က different table ကလည်းဘယ်လိုသုံးလဲဆိုတော့ကျွန်တော်ကဒီခုနှစ်မတူတဲ့အနေထားနော်ဥပမာဘယ်လိုပုံစံလဲဆိုတော့ဒီ different ကိုရွေးလိုက်မယ်အဲ့ဒီမှာလောက်ဆက်ကဒီအချိန်က1 to 24အဲ့တော့ကျွန်တော်ကခုနရွေးထားတာကဒါပထမဗီဒီယိုမှာရွေးတဲ့1 to 24ရွေးထားတာနော်အဲ့တော့ဒီမှာက2015နဲ့2029အဲ့အနာတာ table ဆိုတဲ့နေရာမှာကျွန်တော်ဒါလေးရွေးပြီးတော့မှာဒီခုနှစ်ကိုပေါ့နော် Okay ဒါဆိုရင်2005နဲ့2008တွင်ရွေးလိုက်တယ်ဒါဆိုရင်တစ်ခုထွက်လာမယ်ပြီးတော့မှပြီးမယ်ဒီ calendar အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကြောင့်ဒီ feature အရင်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒါလေး mix ကိုထုတ်လိုက်မယ်နော်တော့ဒီလိုထက်သွားတယ်ဗျအဲ့တော့ကျွန်တော်ရွေးတာ81နဲ့83မှာ calendar တစ်ချက်ပြီးတော့မှ2005နဲ့2008နဲ့က calendar တစ်ချက်ဖြစ်သွားပြီပေါ့နော်နောက်ပြီးတော့မှဒီ2015နဲ့2019တစ်ချက်ဖြစ်သွားတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒါလေးကိုတိတ်လိုက်အောင်ပဲပေါ့နော်ကဲမြာကိုကအခုထွက်လာတဲ့အနေထားမကြိုက်ဘူးပြင်ရှင်းနေဆိုရင်လည်းပဲဒီ custom ကိုနှိပ်ပြီးတော့မှဒီမှာတာပြီးပြင်နေရတာပေါ့နော်အဲကျွန်တော်ကဒါလေးကိုဘယ်လိုဖြတ်လိုက်မယ်ပေါ့နော်ဘယ်လိုအပ်ဘူးလို့ဖြတ်လို့ရတယ်ပြောင်းဒီမှာကိုကနောက်ခါမကြိုက်ဘူးအရောင်လေးပြောင်းလဲဆိုရင်ဒါလေးချိန်လိုက်မယ်ဒါလေးချိန်လိုက်မယ်ဒါလေးပြောင်းလိုက်မယ်
ပြီးတော့မှဒီမှာဆိုရင်လည်းပဲဒီ compatible ထုတ်လိုက်မယ် okay apply လုပ်မယ်ဒါဆိုရင်ဒီဇိုင်းဖြစ်သွားပြီပေါ့နော်အဲ့တော့ဒါဒီကျွန်တော်တို့ဒီ step 4ဖြစ်တဲ့ပေါ့နော် step 4ရဲ့ဒီ step 4ရဲ့ slash chart layout style ပေါ့နော်ဒီ style ရဲ့အသုံးပြုပုံအသုံးပြုနည်းပေါ့နော်ဒီထဲမှာကိုလိုသလိုချိန်လို့ရတယ်ညှိလို့ရတယ်ပေါ့နော်အတတ်နိုင်ဆုံးတော့ကျွန်တော်ကဒီရွေးစရာမလိုအောင်အတတ်နိုင်ဆုံးဒီအများသုံးဖြစ်လောက်မဲ့အနေထားကိုတော့ကျွန်တော်ကတော့ထည့်ပေးထားတာပေါ့ဒီထည့်ပေးတာထက်ကနေကတခြားသောစမ်းပြပုံစံလို့ရှင်းနေစင်လည်းဒီမှာလုပ်လို့ရနော်အဲ့ဒါအေးဒါတော့ normal ဒါတော့ပထမဗီဒီယိုပုံစံမျိုး normal အနေထားပဲပေါ့နော်အဲ့ဒီမှာဘယ်လိုလေးတွေလုပ်လို့ရမလဲဆိုတော့ဒါလေးတွေကို compatible လေးထုံမယ်ပြီးတော့မှ visibility ဒါလေးကိုပိတ်ထားလိုက်မယ်အဲ့တော့ဒီမှာတစ်ချက်ကဒီ time ကိုလောဆယ်17ကြိမ်ဆိုတော့ဒီလောက်ပဲယူလိုက်5ကြိမ်ကနေ15ကြိမ် sorry 5ကြိမ်15ကြိမ်ယူမယ်ပြီးတော့မှ time ကိုလည်းပဲကျွန်တော်က2016sorry 2026 2025နဲ့2026မိနစ်ပဲယူမယ်နော် line လုပ်မယ်ပြန်ယူမယ်5 to 15 line လုပ်မယ် select ရလုပ်မယ်ဒီထဲမှာဆိုရင် basic light ဒီမှာဖြုတ်ထားလိုက်တယ်ပြီးတော့မှ compatible ကို compatible ရေးမယ်ပြီး apply လုပ်ဒါဆိုရင်တင်နေတာထွက်လာတယ်အဲ့ဒါကိုကျွန်တော်တို့ကဘေးတိုက်လေးလုပ်ရှင်းတယ်ပေါ့နော်ဘေးတိုက်အပေါ်လေးပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီ same day ပဲပေါ့နော်ဒီ3ခုလောက်ပေါ်လိုက်မယ် apply လုပ်မယ်ဒါဆိုရင်3ခုထွက်လာတယ်ဒါဆိုကျွန်တော်တို့ကကိုလိုတလို့ကိုချင်းလို့ရတာပေါ့နော်ဒါက compatible ပုံစံ compatible မရိုးnormal ပုံစံဆိုရင်တစ်ဆက်ကွက်တစ်ကွက်ချင်းနေမဟုတ်တော့ကိုလိုတလို့အများကြီးဒီလိုလုပ်လို့ရတာပေါ့နော်အဲ့ဒါကဒီပြီးရင်တော့ save လုပ်လိုက်ပါပေါ့နော်အဲ့ဒီကောင်ကကျွန်တော်တို့ကဘာကိုအသုံးပြုရလဲဆိုတော့ဒီ step 4ရဲ့ select chart layer style ကိုအသုံးပြုနေပေါ့နော်အဲ့တော့ဒါလေးက mix လို့စမ်းကြည့်လိုက်ပါနော်စမ်းကြည့်လိုက်ပြီးတော့မှကိုလိုတလို့ကိုထုတ်လို့ရတယ်အခဲများစမ်းကြည့်လို့လုပ်ကြည့်လို့အဆင်ပြေဘူးဆိုရင်ကျွန်တော်ရဲ့ဒီလက်ရှိဗီဒီယိုအောက်မှာ comment မဲ့လို့ရတယ် Thank you ပါအားလုံးအဆင်ပြေကြပါစေ